မျက်လုံးထဲမှာမြင်အောင်ပြောမယ်ဆိုရင်ဆိုကြပါစို့ကွာဆရာကဒါဆရာပေါ့ဆရာကဘယ်ကိုသွားချင်လဲဆိုတော့ဆရာတကယ်ချင်းသွားမယ်ဆရာတကယ်ချင်းကဘာမှနေတယ်ဆိုတော့ဗဟန်းမှာနေဗဟန်းဆိုရန်ကုန်မှာရှိတဲ့ဗဟန်းမြို့နယ်ပေါ့ဗဟန်းတောင်ရှိနော်သူ့နာမည်ကအောင်ပေါ့ဆရာဗဟန်းတောင်ရှိအောင်စီသွားချင်တာအောင်ဒီဘက်မှာနေရတယ်ဗဟန်းမှာနေတယ်ဒီကုပဒါဒီဘယ်ကိုသွားချင်တာလဲဒီနောက်ဘက်ကိုသွားချင်တယ်1 U 1.8.1.0/24ဒီနောက်ဘက်ကိုသွားချင်တယ်ဒါနောက်ဘက်ပေါ့နော် 1.0 ကိုစားပြုပေါ့0ဆိုတော့ကိုစားပြုနေတယ်ဒီနောက်ဘက်ကိုသွားချင်ဆရာတင်ငယ်ချင်းစီကိုသွားချင်တယ်သူကဘာမှနေရတယ်ဗန်းမျိုးနဲ့မှနေသူနာမည်ကအဲ့ဆိုရင်ရွှေတောင်ကြားလမ်းမှာရှိတဲ့အောင်ဆိုအများကြီးရှိနိုင်တာဟုတ်တယ်ပါအောင်ဆိုအများကြီးရှိနိုင်တာရွှေတောင်ကြားနဲ့အောင်လည်းဖြစ်နိုင်တယ်ပြီးရွှေကုန်းဒိုင်လန်ကအောင်လည်းဖြစ်နိုင်တယ်ရေဒါရှိလမ်းလည်းရေဒါရှိတဲ့လမ်းလည်းအောင်ရှိနိုင်တာပဲဟုတ်တယ်ပါဘယ်အောင်လဲပေါ့နော်ဘယ်အောင်လဲပေါ့sorry ဆရာချောင်းဆိုးနေတော့နော်ဘယ်အောင်လဲပေါ့ရွှေကုန်းဒိုင်လန်အောင်လားရေဒါရှိတဲ့လမ်းအောင်လားရွှေတောင်ကြားတဲ့အောင်လားဘယ်အောင်လဲပေါ့သူအောင်က14 မြင်းဆောင်နော်ရွှေတောင်ကြားလမ်းနော်အဲ့ဆိုရင်ဒီကွန်ပျူတာဒီဘယ်ကိုသွားချင်တာလဲ192.168.1.2အဲ့လိုမျိုးနော်ဘာလို့အောင်ဆိုတာအများကြီးရှိနိုင်တယ်ဒီ PC ကဘယ်ကိုသွားချင်တာလဲ1.0ဆိုတာက network ကိုကိုစားပြုတာလေအဲ့ network အောက်မှာ PC တွေအများကြီးမရှိနိုင်ဘူးလားရှိနိုင်တယ် PC တွေအများကြီးရှိနိုင်အဲ့ဆိုဒီကောင်ဒီဘယ်ကိုသွားချင်တာ192.168.1.2ရဲ့ PC ရဲ့ IP ကိုသွားချင်တာအဲ့လိုပဲဆရာတငယ်ချင်းကိုသွားချင်တယ်ဒါပေမဲ့တငယ်ချင်းကဘန်းရှေကုံနာတိုင်းရှေကုံနာတိုင်းအောင်လားရှေတောင်ကြားနဲ့အောင်လားရေဒါရှိတဲ့အောင်လားဘယ်အောင်လဲရှေတောင်ကြားနဲ့အိမ်နံပါတ်14 မြင်းဆောင်ရှေတောင်ကြားဘယ်သူနေရလဲဆရာတငယ်ချင်းနေတာအဲ့ကြောင့်ဒါကြီးကနောက်ပေါ့ဒါကြီးက host ဒါပဲအဓိကဘာကြောင့် network နဲ့ host လဲဆိုတာကိုရှင်းပြတာ network ကြီးပဲလုံးလို့မရအောင်လေမင်းတွားချင်တယ်ဒီ network ကိုဒါမဲ့မင်းအဲ့ network မှာရှိတဲ့ဘယ် address ကိုတွားချင်တာဘယ်လိပ်စာကိုတွားချင်တာလဲဆိုတာသိဖို့အတွက် host ဆိုတာရှိမှရမယ် host ကဘယ်လိုတွေသုံးမှာဒီ PC တွေပဲလေအဲ့ကြောင့်ဒီ IP address ကိုကဘယ်သူကသုံးလဲဘာကြောင့်ဒီ network နဲ့ host ကဖြစ်လာတာလဲဆရာတို့သိဖို့လိုတာပေါ့နော်အဲ့ဆို network နဲ့ host တော့ရပြီဆိုတော့ဆရာတို့ကဘာတွေထပ်သိရမလဲဆိုတော့နော် network နဲ့ host ကိုတွားခြင်းနဲ့အဲ့ network ကိုသိပြီဒါပေမဲ့ကိုတွားခြင်းနဲ့ network ကြီးကရန်ကုန်မှာဘန်းပေါ့ကိုကဥပမာပဲခူးတို့ဘာလို့ပါတွားခြင်းမရှမ်းပြည်နယ်အဲ့လိုမျိုးတွားခြင်းမြန်မာနိုင်ငံမှာဆိုတိုင်းနယ်ပြည်နယ်ခွဲခြားသလိုဒီလို IP address တွေမှာလည်းမလုပ်ထားတယ် IP address တွေမှာလည်းမလုပ်ထားတယ်ခွဲခြားထားတယ် class A class B class D class E ဟာတော့ဆရာတို့မြန်မာနိုင်ငံမှာတိုင်းနယ်ပြည်နယ်ခွဲမခြားထားဘူးလားခွဲခြားထားတယ်လीနော်တိုင်းရဘယ်နဲ့တိုင်းပြည်နယ်ရဘယ်နဲ့ပြည်နယ်အဲ့လိုပဲဒီ IP address တွေကခုနလိုတစ်ခုတည်းမဟုတ်မင်းဘယ်ကိုလဲ class A ကိုသုံးချင်တာလား class B လားဥပမာရန်ကုန်လားမန္တလေးလားအဲ့လိုမျိုးပေါ့ဒါ ABCDE ဆိုပြီးမလုပ်လိုက်ခွဲခြားလိုက်တယ်
ဒါပေမဲ့ ABC ကရေဘူးအဖြစ်ဆရာတို့ကသုံးရမယ်ပေါ့ဒီနဲ့ E ကဆရာတို့ကကွန်ပျူတာဒီမှာသုံးလို့မရပါဘူးဘာကြောင့်လဲဆိုတော့ class D ကသူက multicast တွေ reset လောက်ထားတာသုံးလို့မရဘူး multicast address တွေပေါ့ class E က reset ဖယ်ထားတာမသုံးဘူးပေါ့နော်ဒီကဆရာတို့သုံးမှာက ABC ပဲသုံးမှာအဲ့ဒီဖို့လို့မယ်အဲ့တော့ IP address မှာဒီ class တွေရှိတယ်အဲ့ဆိုရင်ဒီ class တွေကိုနားလည်ဖို့အတွက်ဆရာတို့ IP address မှာ class full address နဲ့ classless ဆိုတာရှိတယ်အဲ့ဒါလည်းသိရမယ်အဓိက class full ပေါ့ class full တွေကဘယ်သူတွေလဲပေါ့ class full က class A မှာဆိုရင်နော် class A slab ဘယ်လောက်ဖြစ်မလဲဆိုတော့8သူရဲ့ class full address ပေါ့ class B /60 class C /24 class full address မှတ်ထား interview မှာလည်းမေးတယ် class full ကဘာတွေလဲ class full T classless ကျန်တာတွေက classless တွေပဲပြောမယ်ဆို classless ဆိုတာက class မရှိတဲ့ကောင်တွေဒီလား class မရှိတဲ့ဥစ္စာတွေဥပမာဆိုပါစို့ကွာမန္တလေးမြန်မာနိုင်ငံမှာရှိတဲ့နော်ဒါမြန်မာနိုင်ငံမှာရှိတဲ့ဒါမျိုးပေါ့အဲ့အရာတွေက class full တွေပေါ့မြန်မာနိုင်ငံမှာမရှိဘူးမျိုးမဟုတ်ဘူးနေတယ်အဲ့မျိုးကြတော့ဆိုတော့ classless ပေါ့အဲ့တဘောတရားပဲရန်ကုန်ဒါ class full ပဲအဲ့တော့ရန်ကုန်ဆိုတာဆရာတို့ကဒါ class full အနေနဲ့ပြောလို့ရတာ class ရှိတာမျိုးပေါ့နော်ရန်ကုန်ဆိုတာမျိုးလေနော်မအင်ဂျာဆိုတာမရှိဘူးလေအင်ဂျာရပဲရှိတယ်မအင်ဂျာမျိုးဆိုတာမရှိဘူးအဲ့လိုမျိုးအဲ့ဒီကြတော့ classless ပေါ့ဥပမာဘကိုးဒါ class full ပဲအဲ့လိုမျိုးပေါ့နော်မျိုးရှိတဲ့ဥစ္စာကိုပြောတာဒါလည်းဒါ class full ပေါ့ class ရှိတဲ့ကောင် class ရှိတဲ့ကောင်တော့ဘာလဲ class A မှာဆို /8 ရှိရယ် class B မှာဆို /16 class C မှာဆို /24 ကျန်တာတွေက classless တွေ class မရှိဒါဆိုရင် class A က /8 ဆိုတော့သူ့ရဲ့ network เนาะဒီနောက်က /8 ဆိုတာကဘာကိုဖော်ပြလာလဲဆိုတော့ subnet ကိုဖော်ပြတာ subnet ဟာ subnet ဆိုတာဘာကိုပြောရလဲ network ကပိုင်တဲ့ bit เนาะ network ကပိုင်တဲ့ bit ခုဘယ်နှ bit ပိုင်လဲ class A ဒီ network ကဘယ်နှ bit ပိုင်8 bit ပိုင်အဲ့လိုသိရမှာเนาะ IP address ကိုဒီတိုင်းအလုပ်မှတ်နေမယ်ဆိုရင်ဘာမှသိမှာမဟုတ်ဒါမှတ်အလုပ်ဘာလို့မှအလုပ်ကြီးမှတ်ပြီးတော့နော်အဲ့ဆို class A မှာဆိုရင်ဆိုတော့ network ဘယ်နှခုဖြစ်သွားလဲသူပိုင်ဆိုင်တာက network တစ်ခုကျန်တာတွေကဘာဖြစ်သွားလဲကျန်တာတွေကဘာဖြစ်သွားလဲ host ဖြစ်သွားပြီပေါ့ဘာကြောင့် network နဲ့ host ပဲရှိရမဟုတ်လားဟုတ်တယ်လေအဲ့ဆို class B မှာဆိုရင် /16 ဆိုရင်ဘာဖြစ်လဲnetwork ဘယ်နှခုဖြစ်နှစ်ခုပါဗျာဒါပဲတချို့ဆိုအလွတ်တွေအကြောင်းတွေမှာဆိုရင်တင်ပါပဲဟာဒါ class ဒါ network ဘယ်နှခုအဲ့လိုမျိုးတွေဟုတ်တယ်မလားနောက်တစ်ခုက class C network ဘယ်နှခုဖြစ်သုံးခုပါဗျာဟုတ်ပါဆရာချက်တော့ပါလေ/24ပြီးသွားပြီဒါ class ရှိတဲ့ကောင်လေ network တစ်ခုဟိုကောင် network တစ်ခုအဲ့ဆိုရင်တော့နည်းနည်းလေးယုံလုံးပေါ်လာပြီနော်စတော့ကဒီ IP နဲ့ပဲစလာခဲ့တာဒီ IP ကိုတဖြည်းဖြည်းဆွဲပြီးတော့ဖြီချနေရနော်ဒါခုဆိုဒီအနေထားရောက်လာပြီ network တွေ host တွေပါဖြစ်လာပြီဒါဖြီချနေရနော်ဒီ IP ဆိုရဲ့ internet protocol ကြီးကဘယ်လိုကြီးလဲဆိုတာနော်ဒါဆိုရင်စတော့တိသွားပြီဒါ class full တွေပေါ့ class T မှာ class full ရှိလားမရှိဘူးလေရှင်းရှင်းလေးပဲ market address ကြီးဘယ်လိုလုပ်ရှိမှာဟုတ်တော့ဒါအဖြစ်ရရှင်းရှင်းလေးပဲလေကိုကအဲ့လိုမျိုးစဉ်းစားနေမယ်ဆိုရင်ဒါပြန်ထောက်ပြလို့ရတာပဲသူပြောကြတဲ့ဒါ market address ထားလာတာလေအဲ့တော့ class full ကဒီ3ခုပဲရှိပြီးပြီဟုတ်တော့မလားဘာမှ overtaking နေစဉ်းစားစရာမလိုတော့ဘာလို့လဲတချို့ကစဉ်းစားတတ်တယ်ဒီ3ခုရှိပြီးတော့ကျန်တဲ့ DE ကဘာကြောင့်မရှိလဲဆိုတော့တချို့ကစဉ်းစားတတ်တယ်ဒီမှာအဖြစ်ရပါပြီးသားနော်
ဒီက Mardigan address ဆိုတာဆရာ CTN မှာဆိုပြတယ် packet capture တယ်မှာ dynamic routing protocol မှာဆိုရင်အမှ OSP ရ run တဲ့ခါကျအဲ့ Mardigan address group ကိုဆရာတို့ join ရတယ်အဲ့အမျိုးပေါ့နော်အဲ့အတွက်ထားတာE ရတော့ဆရာတို့ result အတွက်ထားတာပြီးမယုံရင်ထပ်ပြပေးမယ်နော်ထပ်ပြပေးမယ်အဲ့ကြောင့် host တွေမှာဒီ ABC ပဲဆရာတို့ကသုံးရတာဒီသွားသုံးလို့မရအောင်မယုံရင်ပြနော်တချို့ဆိုအလွတ်မှတ်လိုက်မယ်ဒီဟုတ်တယ်မလားဒါကတော့ဒီလိုဖြစ်လို့မသုံးတာဟုတ်တယ်မလားပြမယ်ပြီးအဲ့ဆိုဆရာတို့က class တော့တည်ပြီ